ုန်းနေရရေစိမ်ခံတယ်ပြောပေမဲ့ဘာကြောင့်ရေဆိုတဲ့အခါမှာပြတ်သွားတာလဲသူတို့စမ်းပြတော့အကောင်ဒါပေမဲ့ကိုရှိမှာရောက်မှာဘာကြောင့်ရေစိမ်မခံတော့တာလဲဒီနေ့မှာဒီလိုမျိုးအကြောင်းအရာလေးတွေကိုပြောပြပေးခြင်းတယ်အဲ့တော့ကျွန်တော်အခက်မှာဗီဒီယိုလေးကိုစလိုက်အောင်ကဲစဉ်းစားကြည့်အောင်ဒီ IP68 rating ပါတာတော့မှပေါ့နော်ကျွန်တော်လက်တွေ့မှာဖုန်းကရေထဲပြုတ်ကျသွားရင်ဘာကြောင့်ဒီပျက်စီးသွားရလဲဆိုတော့အဖြေကတော့ရှင်းပါတယ်ဒီဖုန်းကုမ္ပဏီတွေကသူတို့ရဲ့ IP68 rating ကိုစမ်းသပ်တဲ့အခါမျိုးကြရင်အဲ့စမ်းသပ်မှုမှာသုံးတဲ့ရေကကြတော့ဘာဓာတုဆေးရည်မှာမပါတဲ့ရေတန့်တက်ကိုပဲသုံးထားတာနောက်ပြီးတော့ဒီအိမ်စမ်းသပ်မှုမှာဆိုရင်ကျွန်တော်တို့ဒီရေစီးကြောင်းတွေနောက်ပြီးတော့ရေထုရဲ့ဖိအားတွေဒါတွေလုံးဝမပါဘူးဒါပေမဲ့ကျွန်တော်လက်တွေ့လောကမှာပေါ့နော်ဒီဖုန်းတွေကရေထဲပြုတ်ကျသွားပြီဆိုရင်ကျွန်တော်တို့ဒီရေကူးကန်တွေကကလိုရင်းပါတဲ့ရေတွေပဲဖြစ်ဖြစ်အဲ့လိုမှမဟုတ်ဆိုရင်လည်းပင်လယ်ထဲကစားငံရေတွေအဲ့လိုမှမဟုတ်နောက်ဆုံးဆိုရင်လည်းဒီရေချိုးကန်တွေကဆက်ပြရေတွေကိုပြုတ်ကျတာများတယ်အဲ့ဒီတွေကပေါ့နော်ဒီစမ်းသပ်မှုမှာတုံထားတဲ့ရေတန့်နဲ့လုံးဝမတူဘဲနဲ့သူတို့ရှိမှာဆိုရင်ဓာတုပစ္စည်းတွေအများကြီးပါတယ်ဒီတော့ဒီဓာတုပစ္စည်းတွေပါနေတဲ့ရေတွေကကျွန်တော်တို့ဖုန်းကိုဘယ်လိုမျိုးဒုက္ခပေးလဲဆိုတော့အဓိကသဘောတရားကဒီလိုမျိုးကလိုရင်းတွေစားငံရည်တွေဆက်ပြရည်တွေကရေရဲ့တင်းအားကိုတိတိတသာနှိမ်ချပစ်လိုက်တယ်အဲ့အတွက်ကြောင့်မို့လို့ရေမော်လီကျူးတွေကကျွန်တော်တို့ဖုန်းရဲ့ကိုယ်တွေကြားထဲကနေအဆက်ထဲကနေပြီးတော့ကျွန်တော်တို့ဖုန်းတွေကိုအလွယ်တကူဝင်ရောက်နိုင်တယ်အဲ့ဒါအပြင်မှာပေါ့နော်ဒီလိုမျိုးဓာတုပစ္စည်းပါတဲ့ရေတွေကကျွန်တော်တို့ဖုန်းကိုပေါ့နော်ရေလုံအောင်ဆိုပြီးလုပ်ပေးထားတဲ့ရေလုံကော်တွေတို့ရေလုံစီးတွေတို့ဒီလိုမျိုးဟာတွေကိုလည်းအလွယ်တကူစားပစ်လိုက်နိုင်တယ်ဒီလိုမျိုးပေါ့နော်ဒီရေလုံအောင်လုပ်ပေးထားတဲ့အရာတွေကစားပစ်ခံလိုက်ရပြီဆိုရင်ကျွန်တော်တို့ဖုန်းထဲကိုရေဝင်ဖို့ဆိုတာလုံးဝမခက်တော့ဘူးပထမဆုံးတစ်ခုကတော့ဒီလိုမျိုး IP rating တွေပါတာကလုံးဝမတော်တဆအရေးပေါ်အချိန်တွေအတွက်ပဲဆိုတာကိုကောင်းထဲမှာမှတ်ထားရမယ်ဒီ IP68 rating ပါတာကကိုဖုန်းကိုပေါ့နော်ရေကူးကန်တွေကိုယူသွားပြီးတော့ဒီဓာတ်ပုံရိုက်ဖို့လို့တကြံမှာကဲဖို့လို့နောက်ပြီးတော့ဒီပင်လယ်ထဲမှာပေါ့နော်ဗီဒီယိုတွေရိုက်ဖို့လို့အဲ့လိုမျိုးထုတ်ထားတာမဟုတ်ဘဲနဲ့ကိုဖုန်းပေါ်မတော်တဆပေါ့နော်ဒီမိုးဖွဲလေးရွာချမိတာတို့မတော်တဆရေမှောက်ကြတာတို့ဒီလိုမျိုးအရေးပေါ်အချိန်တွေအတွက်ပဲလုပ်ပေးထားတာလို့ကိုကောင်းထဲမှာမှတ်ထားရမယ်ဒုတိယတစ်ခုကကြတော့ကိုဖုန်းတွေကိုပေါ့နော်မတော်တဆပေါ့နော်ဒီစားငံရည်တွေတို့ပင်လယ်ရည်တွေတို့ကလိုရင်းတွေတို့ဆက်ပြရည်တွေတို့ဒီလိုမျိုးတွေဝင်သွားပြီဆိုရင်ကျွန်တော်တို့ရေလုံးကော်တွေကိုစားမပြစ်သွားအောင်ဆိုတော့ကျွန်တော်ရေတန့်နဲ့ချက်ချင်းလက်ငယ်ဆေးချလိုက်ပြီးတော့ချက်ချင်းအချောက်ခံတဲ့နီလန်ကိုသုံးရမယ်နောက်ဆုံးတစ်ခုကပေါ့နော်ကိုကမဖြစ်မနေကိုဖုန်းကရေစုံမဲ့နေရာတွေသွားတော့မယ်ဆိုရင်ရေလုံးနဲ့အိတ်လေးတို့တိတိကျကျသုံးဖို့အကြံပေးခြင်းတယ်ကိုဖုန်းကပေါ့နော်ရေစုံခံနေဆိုတိုင်းပေါ့နော်လူကြားထဲမှာငါဖုန်းကရေစုံခံနေပြီဆိုပြီးတော့လိုက်ကြွားနေဖို့တက်ထုတ်ပေးထားတဲ့အရာမဟုတ်ဘူးဒီနေရာမှာနောက်တစ်ခုထပ်ပြီးတော့ရှိတာကဒီဖုန်းကုမ္ပဏီကကျွန်တော်တို့ရဲ့ကြော်ညာတွေထဲမှာဖုန်းကိုရေအောက်ထဲမှာနှစ်ပြီးတော့ဘယ်လိုပဲကြော်ညာနေပါစေတကယ်ကိုဖုန်းကရေဝင်သွားလို့ဒီ service center သွားပြတဲ့အခါမျိုးကြရင်ဘယ်ကုမ္ပဏီကမှ warranty ကို claim ပေးမှာမဟုတ်ဘူးကျွန်တော်တို့ဖုန်းတွေရဲ့အတွင်းပိုင်းထဲမှာဆိုရင်ရေထိလိုက်တာနဲ့ဒီအဖြူအောင်ကနေအနီရောင်ကိုပြောင်းသွားနိုင်တဲ့စက်ကူလေးတွေနာမည်ကကြတော့ပေါ့နော် liquid damage indicator လို့ခေါ်တဲ့စက်ကူလေးထည့်ထားပေးတယ်အဲ့အတွက်ကြောင့်ပေါ့နော်ကိုဖုန်းကပေါ့နော်ဒီ service center ရောက်လို့ဖုန်းကိုဖွင့်ကြည့်တဲ့အခါမျိုးကြရင်အဲ့စက်ကူလေးကနီနေပြီဆိုရင်ဖုန်းကုမ္ပဏီကရေဝင်ထားတာသိတဲ့အတွက်ကြောင့် brand ကလုံးဝ claim ပေးမှာမဟုတ်ဘူးအဲ့တော့ဒီဗီဒီယိုတစ်ခုလုံးအနှစ်ချုပ်ပြီးပြောရမယ်ဆိုရင်ဒီဖုန်းတွေမှာပါတဲ့ရေဆိုးခန်းနေဆိုတာကလုံးဝမတော်တဆအချိန်တွေအတွက်တီးတန့်ထုတ်ပေးထားတဲ့ feature တစ်ခုလို့ပြောလို့ရတယ်အဲ့အတွက်ကြောင့်ပေါ့နော်ကိုဖုန်းကရေဆိုးခန်းနေဆိုတိုင်းပေါ့နော်အားနေရနေဒီမိုးရေထဲမှာတောက်လျှောက်ကြီးကင်သွားတာလို့နောက်ပြီးတော့ရေကူးကန်နဲ့ယူသွားတာလို့ဒီလိုမျိုးအချက်တွေကိုလုံးဝမလုပ်ပါနဲ့အဲ့လိုမျိုးလုပ်ခဲ့လို့ကိုဖုန်းတွေကိုရေဝင်သွားပြီဆိုရင်ဘယ်ကုမ္ပဏီကမှ brand ကို claim ပေးမှာမဟုတ်ဘူးဆိုတော့ကကျွန်တော်နောက်နေ့ဗီဒီယိုမှာပြန်ပြီးတော့တွေ့မယ်လို့ပြောနေမယ်အားလုံးကျေးဇူးတင်ပါတယ် Yangon Mobile Store